ဒီဒီလေးစကေးဖတ်တွေကိုပြမှာဖြစ်ပါတယ်ဆက်ပြမယ်အောင်ပဲဗီဒီယိုလေးမစခင်မှာ like and subscribe လေးတော့လုပ်ပေးခဲ့ပါညောင်စကင်းဖတ်တွေကိုပြလာမယ်ပွဲရရမှာပထမဆုံးသူ့ရဲ့ visitor စလိုက်တာဖတ်လေးတွေကိုလောတဘောချလာမချလာဆိုတော့ကောင်းမှမှာရေးခဲ့ပါပတ်စိတ်ပွင့်တဲ့ visitor ကိုပြမှာမပတ်စိတ်ပွင့်တဲ့တက်ပါစကေး1စကေး2စကေး3ဟာပါစကေး1ပတ်စစ်ပွင့်နေရဲ့ဟာကိုပြမယ်စကေး2ရဲ့ပတ်စစ်ပွင့်နေတဲ့ချက်ဟာပါအခုတွေ့ရနေတာစကေး3ရဲ့ပတ်စစ်ပွင့်နေတဲ့ချက်လာတော့ဒီမြောင်စကင်လေးကိုကြိုက်လားဆိုတာကောမန့်မှာပြောခဲ့ပါအားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်